အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆီယာမဒေါ်မြင့်မြတ်မီပဲဖြစ်ပါတယ်၄ရက်နေ့မှ10ရက်နေ့အထိတနင်္ဂနွေသားသမီးများအတွက်တားတော်နမိတ်ကံကြမ္မာလေးတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ရှင် You got a fire deep inside. You're stronger than you realize. ကျမကြီးနမိတ်ကဲ့ရအများလက်ဆန်းတွက်ကြနေတဲ့တနင်္ဂနွေသားသမီးများဟာယခုတစ်ပတ်ထဲမှာခရီးသွားရင်ဒဏ်ရာအနာတရားဖြစ်တာမျိုးတွေရှိတတ်တယ်မထင်မှတ်ဘဲနဲ့ကိုရုတ်တရက်ကျမကြီးကိစ္စလေးတွေပေါ်တတ်ပါတယ်အစာမကြေယောဂအစာရင်နာယောဂလေးတွေဖြစ်ပေါ်တတ်ပါတယ်ခြေထောက်အောက်ပိုင်းနဲ့ပတ်သက်သောဒူးနာခြင်းခါနာခြင်းသွေးပေါင်ကျခြင်းသွေးတိုးခြင်းဝေဒနာမျိုးလေးတွေယခုတစ်ပတ်ထဲမှာသတိထားမယ်လို့မြင်ပါတယ်ရှင်စီးပွားရေးနမိတ်ကဲ့ရအခက်အခဲတွေအမျိုးမျိုးကြားနေပြီးတော့ရုန်းကန်နေရခြင်းတွေတွေ့နေရတယ်အခက်အခဲနောက်ဆက်တွေအတားအဆီးတွေရှိနေပါတော့လေဒီကြားတွေကနေပြီးတော့ရုံထွက်ဖို့အားကောင်းနေတယ်လို့တွေ့ရတယ်အစမပြေမှုတွေလုပ်ငန်းအားနည်းခြင်းမျိုးတွေရှိနေပါတယ်အခက်အခဲတွေကြားကအရွေးတစ်ခုတော့သွားနေတဲ့သဘောလေးကိုတွေ့ရတယ်အပြောင်းလဲလုံးမဲ့သူတွေအတွက်ကတော့ဒီကာလမှာထူးခြားသောအောင်မြင်မှုတွေတော့ရရှိနိုင်အောင်မဟုတ်ပါဘူးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပြိုင်ဘက်တွေပေါ်တက်ခြင်းအိမ်ဆောက်ပစ္စည်းလုပ်ငန်းဆေးဝါးလုပ်ငန်းနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းများအခက်အခဲများကြနေပြီးတော့ရုန်းကန်ရမယ်လို့တွေ့ရပါတယ်ရှင်အရင်တော့ကအထီးကျန်ဆန်းခဲ့တဲ့မြအခုချိန်မှာတော့ပျော်ရွှင်မှုတွေရရှိမဲ့လူမှုရေးနမိတ်ကကလေးကိုတွေ့မြင်ရပါတယ်မိသားစုရဲ့ဂရုစိုက်မှုတွေညီကိုမောင်နှမတွေရဲ့ချစ်ခင်မှုတွေစောင့်ရှောက်မှုတွေအပြည့်အဝရရှိမယ်လူတွေကြားထဲမှာလည်းကိုကတီထင်ပေါ်ခြင်းတွေဖြစ်ပေါ်တတ်တယ်အလူမင်္ဂလာပွဲတွေပြုလုပ်ရတတ်ခြင်းရှိမယ်အရင်ကအစင်မပြေဖြစ်ခဲ့တဲ့သူတွေနဲ့ယခုချိန်မှာအစင်ပြေမှုတွေညီညွတ်မှုတွေဖြစ်ပေါ်နေတဲ့အနေအထားကိုတွေ့ရတယ်။ကောင်းသောသတင်းကောင်းသောအရာတွေနဲ့လူမှုဆက်ဆံရေးမှာအစင်ပြေအောင်မြင်နိုင်တဲ့နမိတ်ကလေးကိုတွေ့မြင်ရပါတယ်ရှင်။အခြေအိမ်တော်ကြီးနမိတ်ကဲ့ရာဝမ်းနည်းမှုတွေစိတ်မကြည်နပ်မှုတွေနောင်နာတရားတွေကိုပိုင်ဆိုင်နေရတဲ့ကာလလို့မြင်ရပါတယ်။စိတ်ထိခိုက်စရာတွေကိုရှင်ထဲမှာတင်ထားမယ်မကြည်နပ်မှုတွေကြောင့်ကိုလည်းစိတ်သက်ကြနေမဲ့ကာလလို့တွေ့ရတယ်။ကိုပိုင်ဆိုင်ထားတဲ့အခြေအိမ်အောင်ရေးပေါ်မှာအထင်မြင်လွဲမှားမှုတွေဖြစ်ပေါ်နေတတ်တယ်။ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွေ့ကပဲကိုယ့်ကိုဒုက္ခပေးနိုင်တဲ့ကာလလို့တွေ့ရပါတယ်။မကောင်းတဲ့အရာတွေပေါ်မှာသာခံစားပြီးကောင်းတာတွေကိုလွတ်လွတ်ရှုနေတာကြောင့်အစင်မပြေမှုတွေများစွာနဲ့စိတ်တကြနေတဲ့ကာလပါ။အခြေမှာတော့နစ်နာမှုတွေဆုံးရှုံးမှုတွေများလာတဲ့အတွက်ပြန်လဲဆန်းစစ်ပြီးတော့သုံးသပ်ရမယ့်ကာလလို့မြင်ပြီးအိမ်တော်ရေးမှာတော့ကိုယ့်ရဲ့ချစ်သူခင်သူပေါ်မှာနစ်နာမှုတွေကိုမကြည့်ပဲကောင်းကွက်ကလေးတွေရှာကြံပြီးကိုယ့်ရဲ့အိမ်တော်ရေးကိုအေးချမ်းအောင်ဆောင်ရွက်ရမယ့်နမိတ်လို့မြင်ပါတယ်ငွေကြေးနမိတ်ကအရာတော့တနင်္ဂနွေသားသမီးများဟာနေအထွက်မှာရှေကွက်နဲ့ငွေအပြည့်ခံရမယ့်နမိတ်ကလေးပဲဖြစ်ပါတယ်ငွေလက်တွေအားကောင်းနေမယ်လက်လာပါတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်ငွေလက်ကန်အားကောင်းအောင်နေမင်းကြီးကိုမနက်တိုင်းအာယုံပြု၍မြစ်တာပို့ခြင်းဆူတောင်းခြင်းများပြုလုပ်ပါဒီဝါတပတိခါလာလေးကိုရွတ်ဖတ်ပြီးနေမင်းကိုကြည်ကာကိုယ့်ရဲ့ဒီမနက်ခင်းကိုစက်တည်မင်္ဂလာရှိအောင်နှုတ်ထားပေးပါအရှိန်အဟုန်နဲ့ငွေကြေးများဝင်လာတတ်ခြင်းထီကန်လက်ကန်များတိုးပွားခြင်းတွေတွေ့ရတယ်ကိုထီထိုးတော့မယ်ဆိုရင်ကိုယ့်ရဲ့အိမ်ဟာသားသမီးတရားရောက်ကလေးတရားရောက်ကိုအကူအညီတောင်းတာသူတို့ရဲ့နမိတ်ဖြင့်ထီကန်လက်ကန်များပွင့်တတ်တယ်လို့မြင်ရပါတယ်ရှင်တနင်္ဂနွေသားသမီးများအတွက်ကျွန်ုပ်ဟောသောတာရနမိတ်ကကလေးများသည်ကံကြမ္မာအထောက်ပံ့ကောင်းများရရှိပါစေတနင်္ဂနွေသားသမီးများနှင့်ကျွန်ုပ်ကန်ဆက်မှုဖြစ်ပေါ်ပါစေတနင်္ဂနွေသားသမီးများအားလုံးကျမ်းမာ၍ချမ်းသာကဘေးရန်ကင်းကွာစီးပွားလက်လာဘက်တို့၏မိသား